Skin ရဲ့ပေါင်းစုံသုံးပြီးပစ္စည်းတွေကိုမြင်တာကိုဘယ်လိုမျိုးပြန်ပြီးတော့ကောင်းအောင်လုပ်ရမလဲဆိုတာသိချင်တယ်ဆိုရင်ဒီ video လေးကိုဆုံးဖြတ်ကြည့်ပါပါ။ So ဒီနေ့မှာတော့ခင်ဗျမြင်တာက skin ရဲ့ပေါင်းစုံကိုသုံးထားဆိုမြင်တာတော်တော်လေးကို break out ဖြစ်နေပါတယ်။အဲ့တော့ခင်ဗျတို့မြင်တာတော့ဖြစ်ပါမယ်။အရင်ဆုံးနေတော့ခင်ဗျမြင်တာတဲ့အခါတိုင်းသုံးနေကြဖြစ်တဲ့ GM solution က product ဖြစ်တဲ့ cleansing water လေးကိုသုံးပါမယ်။ cleansing water ကိုတော့ခင်ဗျတခြားဘူးနဲ့ထည့်ထားရပါတော့။ဘာလို့ဆိုခင်ဗျဘူးနှစ်ဘူးခွဲထားလို့ပါ။ဒီ cleansing water ဆိုတာဆိုရင်တော်တော်လေးကောင်းတယ်ပေါ့နော်ခင်ဗျနဲ့တော်တော်လေးကြိုက်တဲ့ထင်မှာပါတယ်ခင်ဗျက GM solution က product တွေအကုန်လုံးကိုအရန်ကြိုက်တဲ့ထင်မှာပါတယ်ဘာလို့ဆိုတော့သူတို့ရဲ့ product တွေအကုန်လုံးကအရန်ကောင်းတယ်ပြီးတော့အခုဒီ cleansing water ဆိုရဲတုံးလိုက်တာလည်းလုံးဝကောင်းတယ်ကွာပြီးတော့လူတော်တော်များများအမှားဖြစ်ကြတဲ့ဟာလေးကိုခင်ဗျတခုပြောပြပါမယ်ကိုကညနာတက်တော့မယ်ဆိုအရင်ဆုံးကိုကညခင်းမှာကိုက skin ရဲ့တစ်ခါထားရဆိုရင်မနေ့ခင်းမှာညနာတက်တဲ့ခါမှာခင်ဗျတို့က cleansing water သုံးစရာမလိုပါဘူးကိုကညပိုင်းမှာ skin ရဲ့မလုပ်ထားဆိုရင်မနေ့ခင်းကိုကညနာတက်တဲ့ခါကျ cleansing water ကိုသုံးရပါမယ် cleansing water သုံးပြီးသွားပြီဆိုလေရေကိုတစ်ချက်အရင်ဆုံး cleansing water နဲ့ပေါ့နော်ညနာတက်တယ်လို့အရင်လုပ်ပါလုပ်ပြီးသွားပြီဆိုမှကိုကြိုက်ရမြင်းရတဲ့စီကိုသုံးပါလို့ပြောပါတယ်အဲ့လိုမဟုတ်ပဲတချို့ကကြောက် cleansing water လိမ့်မိရတစ်ခါမြင်းရတက်လိုက်တယ်ဆိုကိုယ့်ရဲ့မျက်နှာကိုထိရောက်မှုမရှိဘဲနဲ့အပို့ပြီးတော့ဆိုးရလာနိုင်ပါတယ်လို့ခင်ဗျကပြောချင်ပါတယ်ဆိုဒီရက်ပိုင်းမှာလည်းခင်ဗျ vlog လေးတွေကိုတင်နိုင်အောင်ကြိုးစားပါမယ်လို့အကောင်ဆုံးကိုပြောချင်ပါတယ်ခင်ဗျကတော့မြင်းတဲ့စီအကိုတော့ Softimo ကထုတ်ထားတဲ့ Made in Japan brand product လေးကိုပဲသုံးပါတယ်ဒီ product လေးကတော်တော်လေးကောင်းတဲ့ထဲမှာပါကြဖို့ခင်ဗျအကောင်လုံးကို try ကြည့်စေတယ်ပြီးတော့တပူးဝယ်ထားရင်အကြိုက်သုံးရပြီးတော့ခင်ဗျအတိုင်းနဲ့လေခင်ဗျတဲ့လို့ခံစားရတယ်အမြုပ်ထွက်အားလည်းအရန်ကောင်းတဲ့ထဲမှာပါပါတယ်ဒါနဲ့ခင်ဗျပြောလိုက်ရမယ်ပေါ့နော်အခုဒီရက်ပိုင်းမှာခင်ဗျ launch တစ်ခုလုပ်ဖို့ရှိပါတယ်အဲ့ဒါကိုအကောင်လုံးကို surprise အနေနဲ့ခင်ဗျနောက်နေ့ကျ video လေးတင်ပြပါမယ်လို့လည်းပြောပါမယ်ဒီမှာကြည့်ရတော့ပေါ့နော်မြင်းတဲ့စီကလုံးဝကိုအမြုပ်ထွက်လိုက်တယ်ဒီမြင်းတဲ့စီကိုသုံးတဲ့အခါမှာခင်ဗျခံစားရ feeling တစ်ခုရှိတယ်အဲ့လိုအမြုပ်ထွက်တာကိုမျက်နှာပူလိုက်တဲ့ချိန်မှာလုံးဝကိုမျက်နှာပြန်ပြီးကောင်းသွားတယ်လို့အဲ့လိုပုံစံမျိုးကိုခံစားရပါတယ်မျက်နှာတက်တဲ့ခါမှာလူတော်တော်များများအမှားလုပ်တတ်ကြတာကတော့ကိုမျက်နှာကိုလက်သိမ်းနဲ့ကုတ်တာချစ်တာတွေပြီးကိုကဝှက်ချန်ရှင်းညာတွေပုတ်တိုက်တာအဲ့လိုမလုပ်ပါနဲ့ပြီးတော့တချို့ကကျတော့မျက်နှာတက်စီကိုလက်ထဲထည့်ပြီးမျက်နှာကိုတစ်ခါပုတ်တာမျိုးလည်းမလုပ်ပါနဲ့လက်ထဲမှာအရင်ဆုံးအမျက်နှာတက်စီကိုအမြုပ်ထွက်အောင်အရင်လုပ်ပါအဲ့လိုအမြုပ်ထွက်ပြီးဆိုမှကိုမျက်နှာပေါ်တင်တာကပို့ပြီးတော့ကိုမျက်နှာမှာရှိတဲ့ break out တွေကိုတက်တာပါတယ်ဆိုဒါမဲ့ခင်ဗျာအခုတချင်းလေးဖွင့်ပြီး dance လုပ်နေပါတယ်ကထိုက်ပါသေးတယ်ဒီလိုနီးလက်မှန်တွေနဲ့လုံးမယ်ဆိုကိုမျက်နှာကတခါဘောနော်ပစ္စည်းဝိုင်းအခါကျရင်ရက်ပိုင်းလေးနဲ့ပြန်ပြီးပြုပြင်လို့ရပါတယ်လို့ခင်ဗျပြောချင်တယ်အရင်ဆုံး step အနေနဲ့ကိုက cleansing water သုံးမယ်ပြီးမြင်းတဲ့ဆေးသုံးပြီးကိုသုံးနေကြ skin ကိုသုံးပါလို့ခင်ဗျပြောပါတယ်မျက်နှာတစ်ပြန်ရင်တခါတည်း skin ကိုသုံးတာကကောင်းပါတယ်လို့ပြောချင်ပါတယ်ပြီးမျက်နှာတစ်ပြီးသွားရင်ခင်ဗျလို့ကဘောနော် tower တွေတုံးတာတဲ့ခင်ဗျကတော့ tissue လေးတွေကိုသုံးစေချင်တယ်တခါလုံး tissue လေးတွေကပို့ပြီးတော့ကောင်းတယ်လို့ခင်ဗျခံစားရတယ်ဆိုအဲ့ကြောင့်မို့အဲ့အလေးကိုခင်ဗျပြောချင်ပါတယ်So vlog လေးဒီမှာရှင်းနေလို့ခင်ဗျဒီမှာပဲရေးလိုက်ပါတော့မယ် Bye bye see you next video guys